ကဲဒီနေ့မှာတော့ကျွန်တော်တို့ဖရဲသီးကောင်းကောင်းစားရင်မိတ်ဆွေများပေါ့နော်ဖရဲသီးကိုဘယ်လိုရွေးရမလဲဆိုလို့ရှိရင်ဖရဲသီးကိုကျွန်တော်တို့ဒီမှာညီနေတဲ့ဟာကိုကျွန်တော်တို့ရွေးမှာနော်သူ့ရဲ့ဖင်ပါလေဖရဲသီးရဲ့နောက်မှာအဖင်ပါဟိုဒီဖင်ကတအားရုပ်ဆိုးနေတဲ့လုံးမျိုးကိုမရွေးရဘူးနောက်ပြီးတော့ဒီမှာကျွန်တော်တို့ရွေးတဲ့ခါမှာဒီအမြောင်းလေးတွေကိုကျွန်တော်တို့ဒီမှာနော်ဘေးမှာ line လေးတွေရှိတယ်ပေါ့နော်အဲ့ line လေးတွေကျွန်တော်တို့တက်နေတဲ့ဟာကိုရွေးပါနော်ကျွန်တော်တို့အဲ့ဒီ line တွေကဟိုပယ်ဆောင်ဖြစ်နေတဲ့ဟိုဖရဲသီးမျိုးဆိုလို့ရှိရင်အဲမှာအသားမကောင်းဘူးပေါ့နော်ဖရဲသီးအစားနော်စားကျင်တယ်ကောင်းကောင်းစားကျင်တယ်မိတ်ဆွေတွေဖရဲသီးရွေးတဲ့ခါကျရင်ကျွန်တော်ရွေးတက်ဖို့လိုတယ်နော်ဖရဲသီးဒီကိုအဖင်ပါနော်ဒီကအဖင်လှတာကိုကျွန်တော်ရွေးပါလို့ပြောကြတယ်နော် Oh my god ဖရဲသီးကိုပြောတာနော်ကျွန်တော်ခွဲပြမယ်နော်ဒီမှာတော့အနီစက်လေးတော့နော်တော့ဖရဲသီးအကောင်အောင်စားကျင်တယ်မိတ်ဆွေတွေကျွန်တော်တို့နော်ကျွန်တော်ဈေးကဒီတစ်လုံး50ပေးရတယ်ဗျဖရဲသီးနော်ဒါပေမဲ့ကျွန်တော်တစ်ခါတလေကြာရင်ကျွန်တော်ရွေးမှားရင်နော်ရွေးမကောင်းဘူးဆိုလို့ရှိရင်ဖရဲသီးကမကောင်းဖြစ်တယ်နဲ့တာမကောင်းနော်အဲမို့ကျွန်တော်ဖရဲသီးကိုရွေးတက်ဖို့လိုတယ်နော်ဥပမာဆိုလို့ရှိရင်ကြည့်ဒီမှာကြည့်အသားနော်ဒီခွဲတာတော့နည်းနည်းရုပ်ဆိုးရတယ်ပြောဘာကဒါသေးတော့လေကျန်အသားကျန်ဒီကကျွန်တော်ပြောချင်တာအဲ့ဖရဲသီးမှာဆိုရင်အဖင်လှဖို့ပဲနော်အဖင်လှတဲ့ဟာကိုကျွန်တော်တို့ရွေးပါနောက်ပြီးတော့ဒီက line ချောင်းလေးတွေပေါ့နော်အဲ့ဒီ line ချောင်းလေးတွေကိုကျွန်တော်တို့ဒီပယ်ဆောင်ဖြစ်နေတာမျိုးကိုကျွန်တော်တို့မရွေးရဘူးကျွန်တော်တဲ့နေတာမျိုးကိုကျွန်တော်ရွေးဖို့လိုတယ်နော်ဒီမှာ line ချောင်းလေးတွေကျွန်တော်တဲ့နေတာမျိုးတွေနော်အဲ့ဒီပယ်ဆောင်ဖြစ်နေတာကိုရွေးလို့ရှိရင်ဖရဲသီးကအထဲမှာအသားမကောင်းဘူးနော်ကဲဒါဆိုဒီဖရဲသီးကျွန်တော်မြည်ကြည့်လိုက်မယ်ဗျနော်ချိုလားမချိုလားဆိုတော့ဖရဲသီးကတော့အသားတော့ကောင်းနော်မကြီးဝင်းနေတာချိုလဲတအားချိုတယ်ဗျအသားလည်းကောင်းတယ်ညအပြည့်နေတာဒီကပြောနေတာဖင်ကောင်းဖို့လိုတယ်နော်ဖရဲသီးဖင်ကိုပြောတာနော်ဒါပြောတာမဟုတ်ဘူးနော်ကောင်းကောင်းစားရင်လည်းမဲ့သူဖရဲသီးရွေးနေလေးပါနော်ကဲနောက်နေ့မှပြန်တွေ့ကြမယ်နော်ကဲ